အခုကျပြီဒီ7 July နဲ့ပတ်သက်တဲ့ဆောင်းပါးတွေကိုထုတ်လွှင့်အောင်ခင်ဗျာဟုတ်ကဲ့ရှင်1962ခုနှစ်ဇူလိုင်လ9ရက်ရေးခင်းအကြောင်းကိုအဲ့ဒီတုန်းကပါဝင်ခဲ့သူတွေရဲ့ပြောပြချက်တွေကိုစုစည်းပြီးတော့ကျမတို့ဝိုင်းတော်သားကိုနေရင်ကျော်ကတင်ပြမှာပါရှင်ကောင်းပါပြီဗိုလ်ချုပ်နေဝင်းစစ်အစိုးရရဲ့အဆောင်စည်းကမ်းတွေထုတ်လာတာတွေကျောင်းအုပ်ချုပ်ရေးမှာအာဏာပိုင်တွေဘက်ကတစ်ဖက်သက်ဆောင်ရွက်လာတာတွေကိုကျောင်းသားတွေဘက်ကမကျေနပ်တဲ့အတွက်7 July လို့ခေါ်တဲ့1962ခုနှစ်ဇူလိုင်9ရက်မတိုင်ခင်6ရက်နေ့မှာပဲကျောင်းသားတွေကဆန္ဒပြပွဲစတင်လိုက်တယ်လို့9ရက်နေ့မှာလည်းဆက်ပြီးဆန္ဒပြခဲ့ကြပါတယ်။ဒါကြောင့်စစ်အစိုးရဟာပုံမှန်144ထုတ်ပြီးကျောင်းသားတွေကိုနှိမ်နင်းมาတော့တယ်။ဒီဖြစ်ရတဲ့ပတ်သက်လို့1962ခုနှစ်ကျောင်းသားဟောင်းတဦးဖြစ်တဲ့ဦးဖုံးစောပြောတာကဒီလိုပါအဲ့ဒါမှတော့ပုံမှန်144ဒီတင်ပတ်ဆက်မှာထုတ်တယ်ဆိုပြီးလုပ်တယ်။ဇာတိတရားသူကြီးဥပမာအောင်မိန်နေပေါ့နော်။ဒါပေမဲ့ကျောင်းသားတွေကလုံးနဲ့လောက်ရတာတော့ဒီလုံးမယ်ဆိုပြီးပကတပေါ်တက်မှာစီဝေးလောက်ကြတယ်ကျောင်းသားတွေစီဝေးဒီလိုပဲကျွန်တော်ဆန္ဒပြပွဲတွေလုပ်ပြီးကျောင်းတက်မှာဆဲခင်ပေါ့ဗျာ။တစ်ချက်လောက်ပေါ့နော်။လူစုခွဲကြတယ်ပေါ့။ကျွန်တော်တို့3နာရီ4နာရီလောက်ကြတော့ကျောင်းသားရုံးငယ်လိုဖြစ်ပြီးတော့ရဲတွေနဲ့ရုံးစံကတ်တွေကျွန်တော်တို့ဒဲနဲ့ပေါက်လိုက်ပါလိုက်ဟိုကလည်း TRS နဲ့ပြစ်လိုက်ပေါ့ဗျာအဲ့လိုဖြစ်နေတယ်ကျွန်တော်လည်းထားကြည့်တဲ့ခါကျတော့အဲ့လိုဖြစ်နေတယ်ဖြစ်နေတော့ဒီဘက်ကဒဂုံတောင်ဘက်ကလူတွေကပကတဘက်ကိုပြိုးဆင်းလာကြတဲ့ခါကျတော့ကျွန်တော်လည်းအဲ့ဒီရောက်သွားတာပေါ့ဗျာဒီမှာဘယ်သူကတာဝန်ယူနေလဲဆိုတော့ဒုဗိုလ်ကြီးစိန်ဝင်ပေါ့ဗျာသမ္မတဟောင်းပေါ့နော်သူကအဲ့တော့ဒုဗိုလ်ကြီးကနဲ့ပြည်တိုင်းမှာတွဲဘက်သွင်းမယ်ဗျာသူကတာဝန်ယူထားတဲ့သဘောရှိတော့ကျွန်တော်တို့သူကစိုးနေတယ်ပေါ့ဗျာသူကလည်းလူဆိုရင်ကျွန်တော်ပြန်ထုတ်ပေးရမှာပေါ့ဗျာဆိုတော့ပြောအဲ့ဒီချိန်မှာလည်းကျွန်တော်တို့အင်းဝါတို့အာဘာတို့ကကျောင်းသားတွေဒီဘက်ကရဲတွေ TRS နဲ့ပေါက်လိုက်ဟိုကအဲ့ဒီ TRS ကိုပြန်ပြီးတော့ကျွန်တော်တို့ဂုံရင်းနဲ့ပြန်ပတ်ပြီးတော့ဒီဘက်ပြန်ပေါက်လိုက်ပြီးရုံးစံကတ်တွေဖြစ်နေတာပေါ့ဖြစ်နေတော့အဲ့မှာဘုံစိန်ဝင်ကနေပြီးတော့သူ့ရက်တက်တာတွေပြန်ထုတ်သွားတယ်ပဲထုတ်သွားပြီးတော့ကျွန်တော်ကျောင်းသားတို့ကနေပြီးတော့ဒီပြီးသွားတဲ့မိန်းကကြီးတန်ခါကြီးကိုကျွန်တော်ပိတ်လိုက်တယ်ပဲအဲ့ဒီချိန်မှာပဲဟိုတချို့ကျောင်းသားလူငယ်တွေကပေါ့ဗျာဟိုကားကြီးတစ်စီးဆွတ်ထုတ်လာတယ်ပေါ့ဗျာအဲ့တော့အော်စင်လေးတွေအနက်ကလေးတွေကျွန်တော်တို့မှတ်မိတာတော့ဆယ်ဦးကားကားဖြစ်လိမ့်မယ်သူကားတော့ပဲအဲ့တော့ကြောက်ဝုတ်ပေါ့ဗျာဦးနေဝင်ကသူနဲ့လီးဆက်တယ်ဆိုပြီးတော့ကြောက်ကိုခန့်လိုက်တာပေါ့ဗျာအဲ့တော့ကျောင်းသားတွေရတဲ့သဘောပေါက်တာလားဦးကားသူကြီးဦးနေဝင်ကလူပဲပေါ့နော်အဲ့လိုသဘောပေါက်ပြီးတော့အိမ်သွားပြီးတော့ကားဆွတ်ထုတ်လာတယ်ဟမှာလေလူကဘာမှမဖြစ်ပါဘူးဒါပေမဲ့သူတို့ကကြီးညာတော့ဦးကားရဲ့အသက်ကိုပဲကယ်ရရတယ်လို့ဘာလို့ပေါ့အဲ့ဒီလိုပုံကြီးချက်ပြီးတော့ပြောတော့တာပေါ့နော်ကားဆွတ်ထုတ်လာပြီးတော့ဟိုတက်တီလောက်ရှို့လိုက်တာပါဒါပါပဲ9ရက်နေ့ညနေပိုင်းကစပြီးစစ်အစိုးရကကျောင်းသားတွေကိုအကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကိုလည်းဦးဖုံးစောကအခုလိုပြောပါတယ်9နာရီပဲ6နာရီလောက်ကြာတော့ဘုံစိန်မရှိဘူးဒီကားနဲ့လာပြီးတော့စားတဲ့ပေးတယ်ဗျကျွန်တော်ထင်တာတော့အဲ့တော့ဘုံတန်းစိန်လို့ဘုံကျော်စိုးလို့ပဲဖြစ်လိမ့်မယ်ခင်ဗျအဲ့တော့တာဝန်ရှိတာလုံယုံကြီးကတို့တာဝန်ရှိတာဟုတ်လာပြီးတော့ဘုံစိန်ကအဲ့စာတွေကိုကြည့်လိုက်ပြီးတော့သူကလက်ပြတယ်ဗျလက်ပြပြီးတဲ့နောက်ပိုင်းမှာဟောနေဆိုတနတ်တန်ကြီးကြားလိုက်ရတယ်ပေါ့ဗျကျွန်တော်လည်းအပေါ်မှာမနေ့တရားကြီးဟောနေတဲ့ပုံကူလေးအောက်ကိုညောင်နဲ့ခုံချလိုက်တာပေါ့ဗျာအဲ့ဒီမှာပြန်ဝတ်တော့ဟောမျိုးတစ်ချက်ပြီးသွားတဲ့ခါကျဘလက်နဲ့ပြစ်တာပါတော့ကျောင်းသားတွေထားပြီးတော့ဗျာတို့ပြည့်တဲ့ကောင်ဘာညာပေါ့ဗျာအဲ့ဒီကျောင်းသားသဘာဝပေါ့တက်ကြအဲ့လိုဖြစ်တာပေါ့နောက်ဆက်လေကြာဟောနေဟောသူပြည့်တဲ့ခါကျတော့အဲ့ဒီမှာအလဲတွဲကွဲဖြစ်ကုန်ပြီဗျာအဲ့တော့ကျွန်တော်လည်းပဲထွက်ပြေးတဲ့ခါကျတော့လမ်းမှာရင်အဲ့တော့ဒီကောင်းခိသားလို့ဟိုတွေးဆက်ဆက်နဲ့တွေ့တာပါညာအဲ့လိုရှိတဲ့ခါကျတော့တက္ကသလည်းကိုကျွန်တော်ဝင်ပြေးတာပေါ့ဗျာတက္ကသလည်းကျွန်တော်ဝင်လဲရောက်တော့တက္ကသအဆောက်အဦယူလာပြီးတော့ကြည်စံနေမှန်တော့တာပဲဗျာအဲ့တော့လေတက်ကလည်းမလုပ်လာလဲဆိုတော့အဲ့ဒီလူပိလန်းကြီးကိုတို့ကစစ်စေးပုံစံမျိုးနဲ့ပြစ်လာတယ်ဗျအဲ့ဒီမှာပင်းရအကြောင်းတော်ကကလေးတွေကလည်းနည်းနည်းမခံနိုင်စိတ်နဲ့ပေါ့ဗျာဆဲတာပေါ့ဗျာဘာညာပေါ့အဲ့လိုဆဲတာကအဆောင်နဲ့လည်းလန့်ပြတဲ့ထီဖြစ်လာတယ်အဲ့ကမိုးရတော်လေးချုပ်လာမောင်ရပြိုးလာအဲ့မှာကျွန်တော်တို့အဲ့လိုဖြစ်နေတော့မှာဒီဘက်ကကျွန်တော်တို့မင်းရနေပြီးဟိုကျောင်းသားတွေကစုပြီးတော့တရားဟောတွေကဟောနေတော့မှာပဲတကောင်းကိုပြည်တို့ဘာလို့ဘက်ကကျောင်းသားတွေလာပြီးတော့ကြည့်တဲ့သဘောပေါ့ဗျာအဲ့လိုကြည့်တဲ့အခါကျတော့ဒီဘက်ကိုစပစ်တာမန္တလေးဆောင်တို့ဘာလို့ဒီဘက်ကကျွန်တော်တို့ main university ကိုစပစ်လိုက်တာဟုတ်အဲ့ဒီတညာလုံးပေါ့ဗျာကျွန်တော်တို့မီးပိတ်ပါပိတ်ပြီးတော့ရင်းနေပြီးခမင်းလေးတို့နှစ်ဖားပဲတညာလုံးတို့ကမ်ပတ်ရှိတို့လုံးလည်းပဲတို့ဝိုင်းထားတဲ့ပုံစံလေးဖြစ်တယ်ပေါ့ဗျာညကြတဲ့အခါကျတော့ဦးနေဝင်ကနေပြီးတော့အတုတ်တုတ်ကျင်တာကျင်ပါညာဆိုပြီးတော့အဲ့လိုလေးပေါ့နော်ချိန်ကမောင်းတာလေးရှိတယ်ပေါ့ဗျာအဲ့ကျောင်းသားတွေကြောက်ကတော့များတယ်ပေါ့ဗျာကျွန်တော်တို့မမီလောက်ဆိုလို့ရှိရင်ကျွန်တော်တို့ထီးတန်းမှာအတူတူတက်ခဲ့တဲ့လက်ဗန်းကကိုစိန်ဝင်းတို့ဝါခဲမှာကိုခညွန့်တို့ဆိုတာပါသွားတယ်ပေါ့ဗျာကျန်တာဒီကျွန်တော်လည်းကြောင်းပိတ်လိုက်တဲ့အခါကျတော့ဘလူလေးဘဝပါတယ်လည်းမသိတော့ဘူးဒါလားတစ်ချောင်းလုံးကလည်းစစ်ဆိုးအကြီးဖြစ်နေတော့မပြောရဲမဖော်ရဲဖြစ်နေကြတယ်ပေါ့ဗျာနောက်တစ်နေ့10ရက်နေ့မနေ့မှာတော့သမိုင်းဝင်တာကတာအဆောင်ကိုဗိုလ်ချုပ်နေဝင်းရဲ့တော်လှန်ရေးကောင်စီခေါ်စစ်အစိုးရကဘုံခွဲဖျက်ဆီးလိုက်ပါပြီဒီဇူလိုင်9ရက်အရေးခင်းမှာကျောင်းသား100ကျော်တိတ်ဆုံးတယ်လို့အဲ့ဒီအချိန်ကရန်ကုန်တက္ကသိုလ်မှာဥပဒေပညာရပ်သင်ကြားရင်းကျင်းပုံသတင်းစာအက်ဒီတာလုပ်နေတဲ့တာကတာအမှုဆောင်ဟောင်းရခိုင်တိုင်းရင်းသားဦးတာပန်ကပြောပါတယ်ကျောင်းသားတွေကလည်းအာဏာသိမ်းမှုကိုမထောက်ခံဘူးကန့်ကွက်တယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့နဲ့ထိတ်ထိတ်လာဖြစ်တာပေါ့ဗျာဇူလိုင်9ရက်နေ့မှာကျောင်းသားတွေကိုပြစ်တာပထမဆုံး
တပ်ဖြတ်မှုပေါ့ဗျာဘုံခွဲတာကတော့နောက်နေပေါ့ဗျာသူတို့တရားဝင်ကြေညာတာကတော့ကျောင်းသား18ယောက်တည်တယ်ဆိုပြီးတော့ပြောတယ်ပေါ့ဗျာဒါပေမဲ့ကျောင်းသားတွေပြောတာ100နီးပါးတည်တယ်လို့ပြောကြတာပဲ ဒီကာလမှာចောင်းသားကောင်းဆောင်တွေဖမ်းဆီးခံရပြီးတစ်နှစ်နီးပါးအကြာကျမှပြန်လည်လွတ်မြောက်လာကြပါတယ် ကိုနေရင်ကျော်ရဲ့တင်ပြချက်ပါခင်ဗျာမခင်ကြီးတစ်ဆက်တည်းမှာဒီဇူလိုင်9ရက်ရေးခင်းမှာပါဝင်ခဲ့ကြတဲ့အခြားကျောင်းသားတွေကိုလည်းမခင်ကြီးကဆက်သွယ်မေးမြန်းပြီးတင်ပြပါနော် ဟုတ်ကဲ့ပါရှင်အဲ့ဒီကာလကျောင်းသားလှူရှာမှုတွေမှာပါဝင်ခဲ့တဲ့စာရေးဆရာသတင်းစာဆရာမောင်ဝင်သားနဲ့ဦးစိန်လာဦးတို့ရဲ့ပြောပြချက်တွေကိုကျွန်မစူးစီးတင်ပြထားပါတယ် ကောင်းပါပြီခင်ဗျာ 1962ဇူလိုင်9ရက်နေ့အဲ့ဒီအချိန်ကဥပစာဝိဇာခဒုတိယနှစ်ကျောင်းသားဆရာဝင်သားဟာရန်ကုန်တက္ကသိုလ်ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ဝင်တူလည်းဖြစ်ပါတယ်ဗိုလ်ချုပ်ကြီးနေဝင်းခေါင်းဆောင်တဲ့တော်လှန်ရေးကောင်စီကအာဏာသိမ်းတာကိုကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကဆန့်ကျင်ကန့်ကွက်ရာကနေဒီရေးတော်ပုံကြီးစတင်ဖြစ်ပွားခဲ့တာကိုဆရာဝင်သားကပြန်ပြောင်းပြောပြတာဒီလိုပါ ဆက်စပ်မှုနဲ့မတ်တပ်နေရနေဘုရားကြီးနေဝင်တော့ဆောင်တဲ့တော်လိုင်းကောင်စီအာနာသိနေအဲဒီကတော်လိုင်းနိုင်ငံဆိုင်ကျောင်းသားသမဂ္ဂရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဲဒီတက္ကသိုလ်ကောလိပ်ကျောင်းသားသမဂ္ဂတွေကနေပြီးတော့ဘုရားကြီးနေဝင်ဆက်အာနာသိတာကိုကန့်ကွက်တယ်ဆိုတော့ဒီပူစာတွေကြီးတော်ကနေနဲ့ထုတ်ကြတယ်အဲဒီလိုနောက်ခံရှိတဲ့ချိန်မှာသူ့ကျွန်တော်ရန်ကုန်တက္ကသိုလ်ပါဝင်လို့တက္ကသိုလ်ကောလိပ်ဒီမှာကျောင်းသားတွေကျောင်းသားကြီးကျောင်းသူတွေကိုတောင်းပန်စီကံတွေတတ်မှတ်တာစီကံတွေချက်တယ်သူတို့သိကြတာပဲည7နာရီဆိုရင်ကိုယ်ဆောင်ကိုယ်ခံနေမှာလို့ရှိရမယ်ဒီအဆောင်မှာအခန်းထဲမှာမရှိလို့ရှိရင်ဒါမှမဟုတ်မိမိခံလို့ဒီတခြားထားမှာရှိနေဘယ်လိုရင်းနေအဲ့ဒီဟာတွေပါတော့သူတို့ခံကျင်တာပေါ့ဗျာကျွန်တော်တို့ကနေထိုင်နေတဲ့ထောင်ထဲမှာရောက်နေတဲ့တရားခံတွေလိုဖြစ်နေတယ်အဲ့ဒီခံစားကြရတာပေါ့ အာဏာသိမ်းဗိုလ်ချုပ်ကြီးနေဝင်းအစိုးရကကျောင်းသားတွေကိုဖိနှိပ်ချုပ်ချယ်ကြတာကြောင့်ဇွန်လ26ရက်နေ့မှာကျောင်းသားတွေကျောင်းသားသမဂ္ဂအဆောက်အုံမှာစုဝေးပြီးစီဝေးဆုံးဖြတ်ခဲ့ပုံနဲ့သတ်မှတ်ခဲ့တဲ့အတိုင်းဇူလိုင်လ9ရက်နေ့မှာဆန္ဒပြခဲ့ကြပုံကိုလည်းဆရာဝင်သားကပြောပြပါတယ် ကျွန်တော်က26ရက်နေ့မှာရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦမှာတက်တာခမ်းမှာပါကျောင်းသားတွေစီဝေးတော့ကျွန်တော်ကိုယ်တိုင်တက်တဲ့အဲ့ဒီစီဝေးကိုတက်တာဥက္ကရာကိုကစီလေးကိုတက်တယ်ပေါ့သူတို့ရစင်ကြတဲ့တော့မှဆွေးနွေးတယ်နောက်ဆုံးကြတော့ကျွန်တော်တို့ကဒီကနေကိုလက်မခံနိုင်ဘူးဒီကနေချက်သိမ်းပြီးပါဆိုပြီးတော့တောင်းဆိုကြတယ်ဒီနေ့9ရက်နေ့မှာဆန္ဒပြရဆိုပြီးတော့ကျွန်တော်သတ်မှတ်တယ် ကျောင်းသားတွေရဲ့ဆန္ဒပြပွဲကိုစစ်အာဏာရှင်တွေကအကြမ်းဖက်နှိမ်နင်းခဲ့တဲ့နေ့အဖြစ်အပျက်တွေနဲ့နောက်တစ်နေ့နဲ့ကျောင်းသားသမဂ္ဂအဆောက်အုံကြီးဖြိုချဖျက်ဆီးခံခဲ့ရတဲ့အချိန်တွေကဆရာမောင်ဝင်သားရဲ့ခန်းစားချက်တွေကိုလည်းအခုလိုကြားရပါတယ် အဲ့ဒီနေ့ကစနေနေ့ဆိုတော့ကျွန်တော်ဘုရားပြန်လာပါလိနောက်နေ့နေ့မှာတရားရီကျူလို့တင်ကြတယ်နောက်ဒီလိုမျိုးဝင်ရတယ်ဆိုတော့ဒါဥဒါချင်းနှောက်လမ်းနေဆိုင်နေဆိုတော့တောင်းတယ်တင်းနေမှာပါလိအဲ့ဒီငုံနားထောင်ပါလူမျိုးတွေကောင်းများစွာဘူကြောင်ဆန်းလို့ဖြစ်လူသားတွေတက်ပွဲမှာတမိုင်းဝင်အဆောက်အဦမဒီနေရာမှာပဲဒီမှာဘူကြောင်ဆန်းလို့တိုင်းပြည်ကောင်းဆောင်တွေထွက်လာတယ်ဒီကျော်နေလို့ဥပဆွေလို့ဥသိန်းချင်းနေလို့ဒီလိုပုဂ္ဂိုလ်တွေကသင်ကြားတဲ့နိုင်ငံကောင်းဆောင်တွေနိုင်ငံရေးကောင်းဆောင်တွေထွက်လာတယ်လူသားတွေဆက်ရှာမှုမှာတမိုင်းဝင်နေရာကြီးလားအဲ့ဒီနေရာကြီးကိုဖြိုးလို့တဲ့အကြောင်းပြတဲ့ခါကျတော့ပညာတာဒါတော်တယ်မှရှိတယ်ဒီပတ္တပပေါ့လေဘုံမင်းဒီပုံလေးဌာနချုပ်လိုဖြစ်နေတဲ့အတွက်ကြောင့်ဒါကိုဖြိုးလိုက်တယ်ဆိုတော့တော်လည်းခံပြင်းတာပေါ့ဗျာဒီပုံမှာကျွန်တော်ဒီလိုဆွဆွဲတာကိုလည်းခံပြင်းတယ်နောက်ပြီးဖြိုးခါတဲ့အတွက်ကြောင့်ပို့ပြီးတော့စိတ်ထဲမှာဒီမတန်းမှကြည်ဝဲရပါတယ် အဲ့ဒီအချိန်ကဗိုလ်တထောင်သတင်းစာရဲ့တက္ကသိုလ်သတင်းတောက်တူလည်းဖြစ်တကုံဆောင်စာဖက်အသင်းရဲ့ဥက္ကဋ္ဌလည်းဖြစ်တဲ့ဦးစိန်လှဦးကို7ဇူလိုင်ကျောင်းသားရေးတော်ပုံကျောင်းပြန်ပြောင်းပြောဆိုဖို့မြစ်တာရက်ခံခဲ့ရမှာသူ့ရဲ့အတွေ့အကြုံတွေကဒီလိုပါ7 ဇူလိုင်မတိုင်ခင်နေ့ပေါ့ဗျာကျောင်းသားတွေကိုတနပ်ပြစ်တဲ့နေ့ပေါ့စစ်တပ်ကအဲ့ဒီနေ့မှာအားလုံးကမနေ့ပိုင်းမှာလှည့်ပြီးတော့ဆန္ဒပြပြီးတော့နေကင်းပိုင်းမှာငြိမ်းနေတဲ့အချိန်ပေါ့အဲ့ဒီနေ့မှာဗိုလ်တော်သတင်းစာတာဝန်ခံဒိတာရောက်လာပါတယ်သူအတန်လုံးယုံကလာတာမြန်မာသမ္မာစစ်တပ်တွေချထားတယ်အဲ့ဒီမှာလူကြီးတွေတောင်းနေတယ်ပေါ့ဗျာအဲ့ချိန်ကတက်သူဝင်းရဲ့အပြင်ဘက်မှာတက်တရားဟိုဘက်ဒီဘက်ရှိနေဒါပေမဲ့တက်တရားဘာမှမလုပ်သေးအမိတ်မရသေးဘူးပေါ့ဗျာကျွန်တော်တို့ကျောင်းသားတွေကလည်းစစ်သားဆိုတော့နည်းနည်းတော့စတာလည်းရှိတာပေါ့ဗျာအဲကောင်2ယောက်ပေါင်းလို့ဗန်တန်းရှိလေပြီးတော့3ယောက်ပေါင်းဗန်တန်းတက်လို့ဘာဖြစ်လို့တက်လို့နာလာတယ်လဲစရရပြီအဲ့လိုစတာတွေရှိတာပေါ့အဲ့ဒါလန့်ခေါ်ပြီးတော့သူကပြောပြတာခင်ဗျာရဲဘော်တွေတက္ကသမှာရှိတဲ့ရဲဘော်တွေပေါ့ဗျာသူမို့ရင်အပေါက်ဝမှာခုနဟစ်နေတယ်မလားဗန်တန်းအောင်လည်းဘာလဲဆိုစစ်သားတွေနဲ့ဟိုဘက်ဒီဘက်ဘောင်ကြီးတို့ပိုးစုတွေပေါ့အဲ့ဒီမှာအမိန့်ပေးလိုက်ပြီးပြစ်တော်မယ်ခင်ဗျာ
အကုန်လုံးရှောင်ရဆိုပြီးတော့ပြောပါဆိုပြီးတော့ပြောခိုင်းတယ်ကျွန်တော်အဲ့တော့သူ့ကိုလက်ဖက်ဆိုင်ထားပြီးတော့ကျွန်တော်နဲ့တခန်းနဲ့နေတဲ့ဝယ်ကိုဖေဝင်းဆိုတာပြည်မင်ကြသွားပြီလို့ပြောတယ်လာဆိုပြီးကျွန်တော်သွားခေါ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ကမန္တလေးဆောင်ဘက်ကိုကူးလို့မရတော့စစ်သားတွေကလှုပ်ရှားလာပြီတက္ကသိုလ်မှာရှိဖို့သတင်းပေးဖို့အပေါ်တက်အောက်တက်ပြီးပြောတဲ့အခါဘယ်မှဘာမှမရှိတော့ကျွန်တော်တို့ကမန္တလေးဆောင်ဘက်ကိုဖြတ်မယ်တက္ကသိုလ်အတိအကျလမ်းမကိုကူးမယ်လို့ပြင်လိုက်တဲ့အခါမှာကနတ်တန်စကြတာကျွန်တော်မျက်မြင်တွေ့လိုက်တဲ့အခါကျတော့မန္တလေးဆောင်ရှိရမြက်ခင်းပေါ်မှာအဲ့မှာအင်ကြီးတော့မပါဘူးဝိမာနေတဲ့ကျောင်းသားဝိမာရင်လာတက်ကပြက်တာတခါတည်းသူကလဲသွားတယ်အဲ့ဒီနေ့ကမြင်ကွင်းကိုစိတ်မကောင်းကြီးစွာခံစားနေရတဲ့ចောင်းသားတွေအတွက်ကြေကွဲဝမ်းနည်းစရာအိမ်မက်ဆိုးကြီးတစ်ခုနောက်တစ်နေ့မနေ့မှာပဲကြုံတွေ့ခဲ့ရတာကိုလည်းဦးစိန်လှဦးကပြောပြပါတယ်။ငင်းဝင်ပြီးတဲ့အခါကျွန်တော်တို့ဝမ်းနဲ့ပလက်နဲ့ကိုဆောင်ကိုညစကားပိတ်တော့ဝင်အိတ်ကြတာပေါ့ဗျာ။အဲ့တော့ညဘက်ကြတော့လေအဲ့လိုပဲသူ့အဆောင်လိုက်မှာစီနဲ့ဇနပ်ပြီးပြောတယ်ဘသူသေးတယ်ဘသူသေးပါဆိုင်နေပါလေနဲ့ပေါ့ဗျာ။အဲ့လိုမပြီးဆုံးနိုင်အောင်တုံးနေကြတယ်။ဘယ်နဲ့မိုးလင်းကနေမှအိတ်ကြော်သွားတာ။ဘယ်နဲ့မိုးလင်းစားတော့ပေါ့ခင်ဗျာ။မကြားဘူးလေဘုံခွဲတာကျွန်တော်အိတ်နေတဲ့ဂရင်တိုင်းလေးချင်းအောင်နေပါလေအကုန်ပြိုဖဲအကုန်ပြိုကျတယ်အမိုးတွေပြိုကျပြီးတော့ပုံတိုင်းကိုတစ်ခါမှတော့ပြင်းတဲ့ပေါက်ပွဲတာကျွန်တော်မကြောက်ဘူးပါဘူးတခုဝဲဆိုပြီးတော့ကျောင်းသားတွေအဆင်းကြည့်ကြတာအဲ့ဒီခါကျတော့မှဟိုမန္တလေးဆောင်ဘက်ကသောစီစီမြင်းတဲ့လူကြီးတဲ့လူတွေကတက္ကသိုလ်အဆောင်ကြီးမရှိတော့ဘူးဟေးဟိုဝန်ဆန်းတို့ထိုင်နေတဲ့ကထိုင်နေလဲသွားပြီးလားမသိဘူးပေါ့လေတက္ကသိုလ်ကြီးတော့ပြိုသွားပြီအဲ့ဒီကကျွန်တော်လည်းအဲ့လိုပြေးကြည့်တာတချို့ကြောင့်သားတွေလည်းငိုးပေါ့ဗျာဒီလိုလဲအော်ဟေ့သူယူပြန်နေဖြစ်တာပေါ့ခံကျင်းတာတော့ကြည့်တယ်မငိုးတဲ့ကြောင်းသားညရင်မကြတဲ့ကြောင်းသားကျွန်တော်မတွေ့တော့ပါတက္ကသိုလ်အဆောင်ကြီးဟာဒီဘုံဖြစ်သွားပါကြာဖြစ်သွားအင်မတန်ဇပါပြီးအင်မတန်ဖြစ်ပြီးရှိတယ်ကျွန်တော်တို့ကြောင်းသားစာမကအဆောင်ကြီးဟာအိုချိုးမျိုးဖြစ်သွားပါပြင်းလိုက်တဲ့ဘုံကြီးလည်းမပြောနိုင်မျိုးဘုံကိုဖြစ်သွားတာပဲကျွန်တော်အိမ်မဆူကြီးမရသလားဒုက္ခကြီးမယုံနိုင်ကြတွေဖြစ်တယ်ဆိုပြီးတော့ဒီနေ့ပြည့်ခုချိန်ထိဒီမှာဆူနေတော့မှနောက်နေ့ကျကျွန်တော်တို့ကိုအဖောင်းရနေပြင်ပြီးတော့အိမ်ပြန်ထုတ်တယ်အဲ့ဒါဟာတက်ကလူရဲ့ဘယ်လိုမှမမေ့နိုင်သမိုင်းနဲ့ချီးပြီးမမေ့နိုင်ကျွန်တော်တို့ရဲ့တက္ကသိုလ်ဆောင်ဝန်ဆန်းခိုင်သွားတဲ့သမဂအဆောက်အဦယူလဲပြီးဒီခါဒီကုန်ကြီးဖြစ်ကျွန်တော်တို့လည်းရင်တုမနာနဲ့တက္ကသိုလ်အဆင့်ထုတ်လို့ပြင်ပြန်နေကြတာတ
မကဟောင်းတနေရဆိုတဲ့တခြင်းကိုနားဆင်ကြရတာပါခင်ဗျာ ဟုတ်ကဲ့